တို့တွေ့ဆုံမှုကိုတင်ပြပေးမှာဖြစ်ပါတယ်ရုရှားသမ္မတပူတင်နဲ့နာဆာကဥက္ကဋ္ဌရဲ့တွေ့ဆုံမှုကကမ္ဘာနိုင်ငံရဲ့အခင်းချင်းမှာတန်ခင်းတမန်ခင်းအရာဒါမြန်မာနိုင်ငံကပို့ပြီးတော့ရခိုင်နဲ့ပို့ပြီးတော့ကျွန်တော်တို့ပုံမကောင်းမွန်တဲ့အနေအထားတစ်ခုရောက်သွားပြီ။ဘာကြောင့်လဲဆိုတော့ရုရှားနိုင်ငံကကမ္ဘာအဆင့်နှစ်ရပ်တည်နိုင်တဲ့နိုင်ငံဖြစ်တယ်။တနည်းအားဖြင့်အင်အားကြီးနိုင်ငံတစ်ခုဖြစ်တယ်။အဲ့တော့ကျွန်တော်တို့နာဆာကဥက္ကဋ္ဌနဲ့ရုရှားသမ္မတရဲ့တွေ့ဆုံမှုကဒါမြန်မာနိုင်ငံအတွက်တန်ခင်းတမန်ခင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါပို့ပြီးတော့အတက်ဘက်ကိုပို့ရောက်သွားတယ်လို့ကျွန်တော်ပြောမှာဖြစ်ပါတယ်။ပထမဒီနာဆာကဥက္ကဋ္ဌနဲ့ရုရှားသမ္မတတို့တွေ့ဆုံမှုပေါ့ဗျာပထမတွေ့ဆုံမှုမှာဆိုရင်ဒါ18မိနစ်နဲ့စက္ကန့်နဲ့ကြော်တယ်18မိနစ်ကြော်ကြာတယ်အဲ့ဒီတွေ့ဆုံမှာဆိုရင်ကျွန်တော်တို့ဒီနာဆာကဥက္ကဋ္ဌကြီးကဒါရုရှားနိုင်ငံနဲ့ပတ်သက်တဲ့အခြေအနေကိုဒါပြောဆိုနိုင်ခဲ့တယ်ပြီးတော့ကျွန်တော်ရုရှားနိုင်ငံကဒါမြန်မာနိုင်ငံနဲ့ဒါကျွန်တော်တို့ဒါအမြဲနီးကပ်နေတဲ့စိတ်ချင်းရောလူချင်းရောအမြဲနီးကပ်နေတဲ့နိုင်ငံစသဖြင့်ဒီအချက်လက်များစွာကိုရှင်းပြနိုင်ခဲ့တယ်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာဒီဂျားဖြတ်ပြီးတော့ဒီနာဆာကဥက္ကဋ္ဌကဒီရုရှားသမ္မတကိုပြောနေတဲ့အချိန်မှာပဲရုရှားသမ္မတကတောက်လျှောက်သူစိတ်ဝင်စားနားထောင်တယ်ပူတင်ကတောက်လျှောက်စိတ်ဝင်စားနားထောင်တယ်တစ်ဖက်ကကျွန်တော်တို့ဒီဘာသာပြန်ပြီးတဲ့ဒါဘာသာပြန်ပြီးတဲ့ဒါကျွန်တော်တို့ဘာသာပြန်ကလည်းဒါရုရှားဘာသာနဲ့ပတ်သက်ရင်တော်တော်လေးကိုဒါလေလေပတ်ပတ်ပြောနိုင်တယ်လို့ကျွန်တော်နားလေရတယ်ဒီဘာသာပြန်ပေးမှုကိုလည်းဒီရုရှားသမ္မတကတောက်လျှောက်ကိုသူနားထောင်ပေးတယ်အဲ့လိုနားထောင်တဲ့အချိန်မှာပဲသူစကားလေးတစ်ခွန်းဖြတ်ပြောတယ်အဲ့ဒါကရုရှားနိုင်ငံကိုမြန်မာနိုင်ငံကနေချစ်ကြည်ပို့လိုက်တဲ့ဒါစင်နေနဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့ကျင်းတတ်တယ်ဝမ်းသာတယ်ဆိုပြီးတော့ဒါသူ့အနေနဲ့ပြောဆိုခဲ့တာရှိတယ်ဒီချင်းနဲ့ပတ်သက်ပြီးတော့ဒါနာဆာကဥက္ကဋ္ဌကစင်ဆိုတာကမြန်မာနိုင်ငံရဲ့တကယ်ရတနာတစ်ပါးဖြစ်တယ်စားတဲ့ဒီစင်နဲ့ပတ်သက်တဲ့အကြောင်းအရာအများစွာကိုလည်းရှင်းပြပေးနိုင်ခဲ့တယ်ပြီးတော့ကျွန်တော်ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံတို့ရဲ့ရှစ်ပဝေသနီတွေကကျွန်တော်တို့ဒါထိစပ်မှုကိုလည်းရှင်းပြနိုင်ခဲ့တယ်အဲ့တော့တနည်းအားဖြင့်နာဆာကဥက္ကဋ္ဌရဲ့ဒါတန်ခင်းတမန်ခင်းကြွယ်ဝမှုကမနေ့ကဒါသမ္မတပူတင်နဲ့တွေ့တဲ့အခါမှာကျွန်တော်တို့အားလုံးသိတာထင်ရှားခဲ့တယ်။အဲ့ဒီ file နဲ့ပတ်သက်ရင်ကျွန်တော်တို့ People Media Telegram မှာကျွန်တော်တို့မူရင်းတိုင်းတောက်လျှောက်ဖော်ပြပေးနေတယ်။အဲ့တော့အဲ့ဒီတွေ့ဆုံမှုကကျွန်တော်နှစ်ဖက်ဒါခြေချင်တဲ့ကြီးနဲ့ပြီးဆုံးသွားတယ်ပေါ့ဗျာ။ပြီးရင်ကျွန်တော်ရုရှားသမ္မတနဲ့ဒီနာဆာကဥက္ကဋ္ဌရဲ့ဒါတွေ့ဆုံမှုပေါ့ဗျာ။နာဆာကဥက္ကဋ္ဌကအခမ်းမှာလည်းဝင်လာတဲ့အခါမှာရုရှားသမ္မတကတကယ်ကိုလိုက်လဲလဲနဲ့ဒါကြိုးဆိုခဲ့တဲ့မြင်ကွင်းတွေလည်းတွေ့ရပါတယ်။အဲ့တော့နောက်တဲ့အခြေအနေတစ်ခုကကျွန်တော်တို့ရုရှားနဲ့မြန်မာနိုင်ငံတို့ဒါသဘောတူလက်မှတ်ရေးထိုးမှုတွေပြုခဲ့တယ်။အဲ့မှာဆိုရင်ကျွန်တော်တို့ဒါသဘောတူညီချက်ဆဲချက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့တယ်ဒီရေးထိုးမှုကိုလည်းဒါမီဒီယာတွေရှေ့ပြီးတော့ကျွန်တော်တို့ဒါနှစ်ဖက်ခေါင်းဆောင်တွေရဲ့ရှေ့မှာဒါလက်မှတ်တွေအပြန်အလှန်လဲလှယ်မှုတွေပြုလုပ်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီနာဆာကဥက္ကဋ္ဌနဲ့တစ်ဖက်ကကျွန်တော်တို့သမ္မတပူတင်တို့ကနှစ်ဖက်ဒါကျွန်တော်နှစ်ဖက်ဒင်းစာရှင်းလင်းပွဲတွေလုပ်ခဲ့တယ်ဒင်းစာရှင်းလင်းပွဲတွေမှာဆိုရင်လည်းပဲကျွန်တော်တို့ဒါနာဆာကဥက္ကဋ္ဌကြီးကရုရှားသမ္မတပူတင်အနေနဲ့မြန်မာနိုင်ငံကိုအလဲပတ်ခီးလာဖို့ဖိတ်ကြားခဲ့တာတွေရှိတယ်ပြီးတော့ကျွန်တော်တို့ဒီနှစ်ဖက်နိုင်ငံသဘောတူညီချက်မှာဆိုရင်တော့ကျွန်တော်စွမ်းအင်ကဏ္ဍတွေပါမယ်ပြီးကျွန်တော်စက်မှုကဏ္ဍတွေပါမယ်အခြားသောကျွန်တော်ယင်းနှိမ့်နှံတဲ့ကဏ္ဍတွေပါမယ်ပြီးတော့ကျွန်တော်တို့ဒါနျူကလ িয়ার နေပြီးတော့ကျွန်တော်လျှက်စစ်ထုံးမဲ့စီမံကိန်းတွေပါတယ်အဲ့မှာတော့ကျွန်တော်တို့အသေးစိတ်တော့ကျွန်တော်တောက်လျှောက်ကျွန်တော်ရေးထားပါတယ်ဗျပြီးကျွန်တော်ကုန်သွယ်ရေးဆိုင်ရာကိစ္စတွေပါတယ်ပြီးတော့ကျွန်တော်တို့ဒီနှစ်နိုင်ငံပညာရေးဆိုင်ရာနှစ်နိုင်ငံကျွန်တော်အပြန်အလှန်အသိမှတ်ပြုမှုတွေပါမယ်နှစ်နိုင်ငံအပြန်အလှန်ကျွန်တော်တို့ဒါပညာရေးဆိုင်ရာဟိုဘက်ဒီဘက်အကြောင်းတက်မဲ့ကိစ္စတွေပါတာပေါ့ဗျာပညာပိုင်းဆိုင်ရာတွေပူပေါင်းဆောင်မဲ့ကိစ္စတွေပါတယ်ပြီးကျွန်တော်ရင်းနှီးမြှုပ်နှံမှုတွေပါမယ်ကုန်သွယ်မှုတွေပါမယ်ပေါ့ဗျာအဲ့ဒီကိစ္စတွေပါတယ်တော်တော်လေးကျွန်တော်တို့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ပြီးကျွန်တော်ရုရှားသမ္မတပူတင်ရဲ့ဒီပြောဆိုမှုမွေးတိုင်းကျွန်တော်တင်ပြပါမယ်ကျွန်တော်တို့နိုင်ငံရဲ့အစိုးရချင်းချင်းပူးပေါင်းဆောင်မှုကော်မရှင်ကလည်းတက်ကြွပူးပေါင်းဆောင်နေပါတယ်မကြာခင်ကကုန်သွယ်ရေးကော်မရှင်အစည်းအဝေးကိုနေပြီးတော့မှကျင်းပခဲ့ပါတယ်စွမ်းရင်အခမ်းကဏ္ဍမှာလည်းပူးပေါင်းဆောင်မှုတွေရှိပြီးတော့မဟာဗျူဟာမြောက်ပူပေါင်းဆောင်ဖို့စီစဉ်နေပါတယ်အခြားနယ်ပယ်တွေမှာလည်းပူပေါင်းဆောင်ရတော့ဖို့မိမိအနေနဲ့အသင့်ရှိပါတယ်အထူးသဖြင့်ပြန်လည်ပြည့်ပြည့်မဲ့စွမ်းရည်အရင်းမြစ်များတိုးတက်ရေးမြန်မာနိုင်ငံမှာဒါအသေးစားအမှုမျိုးတအားပေးစက်ရုံတိဆောက်ရေးအတွက်သဘောတူညီခဲ့ပါတယ်တေချာတာကဒါကပူတင်ကိုယ်တိုင်ပြောတာပါရုရှားသမ္မတကိုယ်တိုင်ပြောတာပါမြန်မာနိုင်ငံမှာကျွန်တော်တို့အသေးစားအမှုမျိုးတအားပေးစက်ရုံဒါတိဆောက်ဖို့တဲ့သဘောတူညီခဲ့တယ်လို့ပြောပါတယ်အဲ့ဒီမှာကျွန်တော်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတာကဒီရုရှားနိုင်ငံရဲ့ခီးစဉ်မှာဆိုရင်ဒီတိုင်းပြည်နယ်ဝန်ကြီးချုပ်များအနက်ပဲခူးတိုင်းဝန်ကြီးချုပ်ကြီးလိုက်ပါသွားတာတွေ့ရပါတယ်ဒါကကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာအသေးစားနျူကလ িয়ার ဓာတ်အားပေးစက်ရုံနဲ့ဆက်နေမလားဆိုတော့ကျွန်တော်တို့စဉ်းစားချက်တွေလည်းရှိပါတယ်ဘာကြောင့်လဲဆိုတော့တားတိုင်းပြည်နယ်ဝန်ကြီးချုပ်များအနက်ကျွန်တော်တို့ဒါပဲခူးတိုင်းဝန်ကြီးချုပ်ကိုခေါ်သွားတာဒါကတော့လိမ့်စဝင်စားဖို့ကောင်းတယ်အဲ့တော့ကျွန်တော်တို့တကယ်မြန်မာနိုင်ငံရဲ့တကယ်ကျွန်တော်တို့စီးပွားရေးနဲ့ပတ်သက်ရင်မောင်းနေနေတာကရန်ကုန်နဲ့မန္တလေးပါအဲ့ဒီရန်ကုန်နဲ့မန္တလေးကိုကြော်ပြီးတော့ကျွန်တော်တို့ဒီပဲခူးတိုင်းစီစာကြီးဝန်ကြီးကိုဒါခေါ်ဆောင်သွားတာပါဒါကလည်းကျွန်တော်တို့ဒီနျူကလ িয়ার ဓာတ်အားပေးစက်ရုံနဲ့ဆက်နေမလားဆိုတော့ယူဆချက်တွေလည်းမြန်မာနိုင်ငံသားတွေမှာရှိနေပါတယ်
ပြီးတော့ဆက်ပြောတာကမြန်မာနိုင်ငံမှာစီးပွားရေးအတွက်လိုအပ်တဲ့လျှက်စစ်တာပေါ်ပေါ်မြန်ပေးနိုင်ပါမယ်ဆိုတော့ကဒီလျှက်ဒီနျူကလ িয়ার နဲ့သွားမယ်နျူကလ িয়ার လျှက်စစ်တာပဲစက်အုံကနေပြီးတော့ထွက်လာမယ်ဒီလျှက်စစ်တာတွေကမြန်မာနိုင်ငံရဲ့စီးပွားရေးတွေကိုစီးပွားရေးအတွက်ကိုဒါမောင်းနေနိုင်မယ်လို့ပြောသွားတယ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာစောက်လို့ရင်းနဲ့ပတ်သက်တဲ့သဘောတူညီချက်အချို့ကိုရှိပါတယ်တဲ့အဲ့ဒါကြောင့်မြန်မာနိုင်ငံမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အလုပ်ကိုင်ခွင့်လန်းနဲ့ပညာပိုင်းဆိုင်ရာတွေမှာလည်းရရှိနိုင်မှာဖြစ်ပါတယ်တဲ့တနည်းအားဖြင့်ဒီစောက်လို့ရကဏ္ဍမှာရုရှားနိုင်ငံကယင်းနှိမ့်မြုံနယ်မှုတွေတို့လုပ်မယ်လို့ပြောပါတယ်ပြီးတော့ကျွန်တော်စက်မှုနဲ့အစိမ့်မြင့်ဤပညာနယ်ပယ်မှာဒါကျွန်တော်တို့ပူးရဲစီမံကိန်းတွေကိုအကောင့်တွေပေါ်သွားမှာဖြစ်ပါတယ်အဲ့ဒီကရုရှားသမ္မတပူတင်ပြောသွားတယ်အဲ့ဒီမှာကျွန်တော်နောက်ထပ်ဒီစိတ်ဝင်စားစရာတစ်ခုရှိရဗျကျွန်တော်ဒါကစိတ်ဝင်စားစရာတွေပဲကျွန်တော်တင်ပြတာအဲ့မှာပိုပြီးစိတ်ဝင်စားစရာကောင်းတာကဒါပြင်ရုရှားနိုင်ငံအကူအညီနဲ့မြန်မာနိုင်ငံအတွင်းမှာဂျိုဒူကရရှိတဲ့အချက်လက်တွေကျွန်တော်တို့အချက်လက်များလေးလာရေးစင်တာကိုလည်းဖွဲ့စည်းထားပါတယ်နှစ်နိုင်ငံကြားယဉ်ကျေးမှုနယ်ပယ်နဲ့လူသားချင်းစာနာနယ်ပယ်တွေမှာလည်းပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်တဲ့အဲ့တော့ဒီနေ့အပြင်အမှသုံးတာကရုရှားနိုင်ငံအကူအညီနဲ့မြန်မာနိုင်ငံမှာဂျိုဒူကရရှိတဲ့အချက်လက်တွေကလည်းကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးသွားရင်ကျွန်တော်ရုရှားနဲ့မြန်မာနိုင်ငံတို့ကလုံခြုံရေးနယ်ပယ်မှာလည်းတော်တော်ကြပူးပေါင်းဆောင်ရွက်ရှိတယ်လို့ရုရှားသမ္မတပူတင်ကပြောသွားပါတယ်ဒါကတော့ကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့မှာကျွန်တော် NASA ကဥက္ကဋ္ဌကပြောဆိုမှုတွေရှိပါတယ်ရုရှားနိုင်ငံကမြန်မာနိုင်ငံအတွက်ယုံကြည်ရတဲ့မိတ်ဆွေနိုင်ငံဖြစ်ပါတယ်တဲ့နိုင်ငံတန်တမန်ဆက်ဆံရေးကနှစ်ပေါင်း89နှစ်မြောက်ကိုကျော်လွန်လာဖြစ်ပါတယ်ပြီးကျွန်တော်ကုန်းသွယ်ရေးစီးပွားရေးသိပ္ပံနဲ့နည်းပညာလျှက်စစ်စက်မှုစွမ်းအင်ကာကွယ်ဆိုင်ရာကိစ္စရပ်တွေမှာကိစ္စရပ်တွေအပါအဝင်အကျိုးတူကဏ္ဍတွေပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ဒါ NASA ကဥက္ကဋ္ဌကြီးကဒါပြောဆိုသွားတာပါအဲ့တော့ကျွန်တော်တို့ဒါဒီခီးစဉ်ကကျွန်တော်အများနဲ့ပြောပါတယ်တကယ်ကိုကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့ခီးစဉ်ပါပြီးရင်လက်ရှိဒီ NASA ကဥက္ကဋ္ဌကြီးကဒီရုရှားနိုင်ငံမှာရှိတဲ့ဒါကျွန်တော်တို့စစ်ဘက်နဲ့ဆိုင်တဲ့နေရာတွေတွားရောက်လေ့လာမယ်လိုအပ်တာလည်းဝင်ပါပေါ့ဗျာပြီးသွားရင်တော့ကျွန်တော်တို့တစ်ဖက်မှာဆိုရင်လည်းပဲဒါဘီလာရုစ်ကိုဆက်သွားမယ်ဘီလာရုစ်ကိုဆက်သွားတဲ့အခြေအနေကလည်းအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်တို့ကဒီNASA ကဥက္ကဋ္ဌရဲ့ရုရှားခီးစဉ်နဲ့ပတ်သက်ရင်ကျွန်တော်တို့အမြဲတမ်းကိုကျွန်တော်တို့တောက်လျှောက်ကြည့်ပါတယ်ပြီးရင်ကျွန်တော်ရုရှားမီဒီယာတွေကဘလို့ဖော်ပြလဲဆိုတာလည်းကျွန်တော်တောက်လျှောက်ကြည့်ပါတယ်ရုရှားမီဒီယာတွေရဲ့ဖော်ပြချက်နဲ့ပတ်သက်တဲ့ကျွန်တော်တို့ People Media Telegram မှာဒါ up to date နည်းကျွန်တော်တို့ဒါသတင်းဖော်ပြပေးနေရလဲရှိပါတယ်။ NASA ကဥက္ကဋ္ဌကြီးကတော့လက်ရှိမြန်မာနိုင်ငံမှာလိုအပ်နေတဲ့လျှက်စစ်ကဏ္ဍနဲ့ပတ်သက်ရင်ဒါလျှက်စစ်မပြောင်းစောင်းနေပြီဖြစ်ပါတယ်။အဲ့တော့ဒီစီမံကိန်းကဒါပဲခူးတိုင်း area ထဲမှာဖြစ်နိုင်တယ်။ပြီးရင်ကျွန်တော်လုံခြုံတဲ့နေရာမှာဖြစ်နိုင်တယ်။ဒီကနေပြီးတော့ကျွန်တော်တို့တကယ်စီဝိုင်းမျိုးတော့ဖြစ်တဲ့ကျွန်တော်တို့ရန်ကုန်တို့မန္တလေးတို့ပဲခူးတို့ပြီးတော့အခြားသောနေရာတွေကိုလည်းကျွန်တော်လျှက်စစ်တာတွေဒါခွဲပေးမှာဖြစ်ပါတယ်။အဲ့တော့ NASA ကဥက္ကဋ္ဌကြီးရဲ့ခီးစဉ်ကကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကောင်းခြင်းများစွာတည်ဆောင်လာပေးနိုင်တဲ့ခီးစဉ်တစ်ခုဖြစ်တယ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားတွေတနည်းအားဖြင့်ရန်ကုန်မန္တလေးမှာနေထိုင်တဲ့မြို့ပြမှာရှိတဲ့ပြည်သူလူထုတန်းပေါင်းများစွာလိုအပ်နေတဲ့လျှက်စစ်ဓာတ်အားအတွက်ကျွန်တော်တို့အလင်းအောင်ဖွင့်ပေးနိုင်တဲ့ခီးစဉ်တစ်ခုလည်းဖြစ်ပါတယ်ဒီလျှက်စစ်ဓာတ်အားရပြီဆိုတော့ကျွန်တော်စီးပွားရေးမောင်းနှင်အားကအရွေးတစ်ခုကိုရောက်တော့မှလည်းဖြစ်ပါတယ်အဲ့တော့တော်တော်လေးကိုကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်လက်ရှိဒီရုရှားကလည်းတဝယ်ရင်းနဲ့စိတ်ကန်းစီမံကိန်းကိုရုရှားနိုင်ငံကဒါဆောင်ရွက်ဖို့အတွက်ဖြစ်လာပြီအဲ့တော့မြန်မာနိုင်ငံကတော့ကျွန်တော်တို့အကောင့်ဘက်ကိုကျွန်တော်တို့ဥတည်နေပါတယ်ဒါကလည်းကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကံကြမ္မာကောင်းမွန်လာတဲ့ကံကြမ္မာလို့ကျွန်တော်တို့ပြောမှာဖြစ်ပါတယ်တစ်ဖက်မှာဆိုရင်လည်းပဲကမ္ဘာနိုင်ငံရေးအခြေအနေကပြောင်းလဲသွားတဲ့အတွက်ဒီအမေရိကန်အုပ်စုတွေကအမေရိကန်သမ္မတတွေကမြန်မာနိုင်ငံကိုကျွန်တော်တို့၄နှစ်ဆိုရင်ကျွန်တော်တို့၄နှစ်ကိုကျွန်တော်တို့1.1ဘီလီယံနဲ့ညီမျှတဲ့အမေရိကန်ဒေါ်လာတွေပေါ့ဗျာအမေရိကန်ဒေါ်လာ1.1ဘီလီယံပေါ့ဗျာအဲ့ဒီငွေကြီးကိုတောက်လျှောက်နှစ်စဉ်၄နှစ်တစ်ချိန်ထောက်ပံ့တယ်ပေါ့ဗျာတစ်နှစ်ကိုကျွန်တော်ဒေါ်လာပေါင်းတန်း250ကျော်ထောက်ပံ့တယ်အဲ့ဒီငွေတွေကလည်းလက်ရှိရပ်တန့်လိုက်တဲ့အတွက်ကျွန်တော်မြန်မာနိုင်ငံအတွက်တကယ်ကိုကျွန်တော်တို့ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုရောက်လာပြီအဲ့ဒီငွေတွေကမြန်မာနိုင်ငံကိုစီးပြီးတော့ကျွန်တော်တို့ဒီလက်နက်ကိုင်အဖွဲ့တွေကတိုင်းဖြတ်ပြည်ဖြတ်လုပ်ငန်းတွေလုပ်တယ်တိုင်းပြည်စုပေါင်းမီဒီယာတွေကမီးထိုးပေးတယ်အဲ့တော့အဲ့ဒီငွေတွေလည်းဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်အဲ့တော့ဒါကကျွန်တော် NASA ကဥက္ကဋ္ဌရဲ့ကျွန်တော်ဖုံးကန်လို့ပြောရမှာဖြစ်ပါတယ်တကယ်ကိုကျွန်တော်တို့ထူးခြားတဲ့အခြေအနေပါပဲအကယ်၍ဒါဒီချိန်မှာဒါဘိုင်ဒန်အစိုးရကဆက်ဖြစ်နေမယ်ဆိုရင်တော့ကမ္ဘာအခင်းချင်းတွေကကျွန်တော်စစ်ပွဲတွေထဲမှာပဲလဲပတ်နေမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ NASA ကဥက္ကဋ္ဌနဲ့ရုရှားသမ္မတပူတင်တို့တွေ့ဆုံတဲ့အခြေအနေကနေပြီးတော့ကျွန်တော်အကြောင်းအရာအချို့ကိုပဲတင်ပြပေးတာဖြစ်ပါတယ်ကျွန်တော်ကသမ္မတကြီးမစ္စတာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားနိုင်ငံကိုချီကြီးလာရောက်ခြင်းဖြစ်ပါတယ် Мой визит посетил в Россию по приглашению Владимира Владимировича Путина. ရုရှားနိုင်ငံမြန်မာနိုင်ငံရဲ့အရေးပါပြီးယုံကြည်ရတဲ့မိတ်ဆွေနိုင်ငံတစ်ခုဖြစ်ပါတယ်
Россия является для нашей страны надежной и доверенной страной. ဒါကြောင့်အပြန်အလှန်ယုံကြည်မှုနားလည်မှုလေးစားမှုတွေနဲ့အခြေခံတည်ဆောက်ထားတဲ့နိုင်ငံဆက်ဆံရေးကိုကျွန်တော်တို့အနေနဲ့အလေးတန်ဖိုးထားပါကြောင်းအလေးနဲ့ထားပြောကြားလိုပါတယ် Поэтому мы очень оцениваем взаимное уважение, взаимное доверие, взаимное сотрудничество. Мы очень оцениваем. 1948ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့တန်တမာဆက်ဆံရေးဟာနှစ်ပေါင်း89ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ကြည်ကြည်ရင်းနှီးမှုကလည်းပုံမှုနဲ့ဆိုင်လာပြီးတော့မှပူးပေါင်းဆောင်မှုတွေလည်းပုံမှုအောင်မြင်တိုးတက်လာတာကိုလည်းဘုံမဖွယ်တွေ့ရှိရပါတယ်။ Наши отношения начинаются с 1948 года. В этом году исполняется 77 лет со дня установления дипломатических отношений между нашими двумя странами. На протяжении всех этих годы отношения между нашими двумя странами являются более крепко и надежно. ကျွန်တော်ချစ်ကြည်ခေအတွင်းမှာအဆိုတော်သမ္မတကြီးမစ္စတာပူတင်နဲ့နိုင်ငံတကာအခြေအနေရအကိုကျွန်တော်တို့ကျေပြတ်စွာဆွေးနွေးနိုင်ခဲ့ပါတယ်အလားတူစွာပဲဝန်ကြီးချုပ်မစ္စတာမီကယ်ဘီရှူစတင်နဲ့လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနဲ့လည်းတွေ့ဆုံပြီးတော့မှနိုင်ငံပူးပေါင်းဆောင်ရွက်ရေးစီဝါမှုပူးပေါင်းဆောင်ရွက်ရေးနဲ့နိုင်ငံဆက်ဆံရေးပုံမှုမြင့်တင်ရေးတို့အတွက်ဆွေးနွေးနိုင်ခဲ့ပါတယ် В ходе моего визита были возможность обсудить ряд вопросов по сотрудничеству для того, чтобы улучшить экономический сектор, для того, чтобы улучшить дружественные отношения. В ходе моего визита есть возможность встретиться с премьер-министром Российской Федерации и председателем Госдумы, председателем Совет Федерации. ဒီနေ့တွေ့ဆုံပွဲမှာလည်းကျွန်တော်တို့နှစ်ဘွားနှစ်ဖက်သဘောတူညီချက်များစွာကိုလည်းမြင့်တင်ဆောင်ရွက်နိုင်ပါတယ်အထူးသဖြင့်တမန်ကြီးကုနာလည်းအသေးစိတ်အပြင်အားလုံးသိရှင်းပြပြီးဖြစ်ပါတယ် В ходе этого встречи мы откровенно обсудили вместе с Владимиром Владимировичем, и я надеюсь, что с этого момента мы сможем улучшить отношения между нашими двумя странами. နှစ်ဖက်ယုံကြည်စိတ်ချစွာဆွေးနွေးမှုများကြောင့်သဘောတူညီချက်10ခုလည်းလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ် И также на этом мероприятии мы успешно подписали 10 договоренностей. ကျွန်တော်ရဲ့ခီးစီအတွက်မှာစိတ်ပီတာစပတ်မြို့နယ်နူဗယ်စဗစ်မြို့တော်မှာမြန်မာကောက်စစ်ဝေးကျုံများကိုလည်းတရားဝင်ဖွင့်လှစ်သွားမှာဖြစ်တာကြောင့်နှစ်ဖက်အကြားကူလူဖလှယ်မှုများနဲ့ပူးပေါင်းဆောင်မှုတွေကိုလည်းဆက်လက်ပြီးတိုးချဲ့ဆောင်တောင်းနိုင်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ် Я в ходе моего визита планирую открыть генерального консульства в Санкт-Петербурге и в Новосибирске. Это позволяет улучшить и укрепить дружественные отношения и экономические отношения между нашими двумя странами. ယခုခီးစီကနေတဆင့်ကျွန်တော်တို့နှစ်နိုင်ငံကြားမှာချစ်ကြည်ရင်းနှီးမှုဟာပုံမှန်တစ်ဆိုင်စီပြီးတော့မှတစ်ဖက်အကြားမှာကုန်သွယ်ရေးစီးပွားရေးကာကွယ်ရေးတိပ္ပံနဲ့နည်းပညာလက်စစ်စွမ်းအားစက်မှုနဲ့စွမ်းအင်ကဏ္ဍတို့အပါအဝင်အကျိုးတူကဏ္ဍစုံပူးပေါင်းဆောင်မှုတွေလည်းမကြာမီကာလအတွင်းမှာယခုတဲ့ပုံမှုတိုးတက်အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်လို့အခိုင်အမာယုံကြည်ပါတယ် Я уверен, с этого момента мы сможем углубить отношения между нашими двумя странами в сфере торговли, в сфере электричества, в сфере науки и технологий, в сфере промышленности и другие взаимовыгодные сотрудничества. မြန်မာနိုင်ငံအနေနဲ့ရုရှားနိုင်ငံနဲ့ရုရှားပြည်သူတို့ကနေပြီးတော့မှဒီရုရှားနိုင်ငံရဲ့အချုပ်အခြာအာဏာတည်တဲ့ခိုင်မြဲရေးနဲ့ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးတို့ဆောင်ရွက်နေတဲ့ကိစ္စရပ်မှန်သမျှကိုမြန်မာနိုင်ငံကအပြည့်အဝရည်တည်ပါကြောင်းပြောကြားလိုပါတယ် Россия является важнейшей страной для обеспечения баланса в мировой уровне, поэтому со стороны Мьянмы полностью поддерживают за Россию. မြန်မာနိုင်ငံအနေနဲ့လည်းနိုင်ငံရေးမှချက်မဲ့ပြည်ပူဆောင်ရွက်နေတဲ့အချိန်မှာရုရှားနိုင်ငံဒေသတွင်းနဲ့နိုင်ငံတကာမျက်နှာစာတွေမှာမြန်မာနိုင်ငံပေါ်မှာစစ်စစ်မဲ့ပြထောက်ခံပေးမှုများတယ်လေကျေးဇူးတင်ရှိပါကြောင်းအလေးနဲ့ကျွန်တော်ပြောကြားလိုပါတယ် Пользуясь случаем, я хочу искреннюю благодарность России за постоянную поддержку на региональном и на мировом уровне. နောက်အနာဂတ်မှာလည်းကျွန်တော်တို့နိုင်ငံကြားမှာ
BBC ရဲ့မျက်နှာစာမှာနီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုပါတယ် И еще хотел отметить, для будущего сотрудничества Мьянма, со стороны Мьянмы готовы сотрудничать с Российской Федерацией на международной арене. အထူးတော်သမ္မတကြီးခင်ဗျာမြန်မာနိုင်ငံနဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ကြားပူးပေါင်းဆောင်ရွက်မှုတွေကတဆင့်နိုင်ငံဆက်ဆံရေးပုံမှုတိုးတဲ့မြန်မာစီဖို့အတွက်ကျွန်တော်အနေနဲ့လူတို့ကကျူးပန်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းထပ်လောင်းဆန္ဒပြုပါတယ် Уважаемый господин президент, с этого момента со стороны Мьянмы готовы сотрудничать и углубить отношения с Российской Федерацией. ကျွန်တော်ရဲ့ချီခီးစဉ်ကိုအစသာရပြည့်စုံဆောင်ရွက်ပေးမှုနဲ့လူထုစွာကျေးဇူးမှုများအတွက်လည်းလိုက်လျောစွာကျေးဇူးတင်ရှိပါကြောင်းနဲ့အစိုးရသမ္မတကြီးကလည်းအခါခွင့်အသင့်တဲ့ချိန်မှာမြန်မာနိုင်ငံကိုချီခီးလာနိုင်ဖို့လည်းဖိတ်ကြားအပ်ပါတယ် Пользуясь случаем, я хочу выразить благодарность за теплый прием и за организацию всего моего визита. Очень благодарю вас. И хотел пригласить вас в нашу страну, когда у вас удобное время.